Hello အားလုံးပဲဒီနေ့ဗီဒီယိုမှာတော့ဘောလုံးပရိသတ်တွေစိတ်ဝင်စားမယ့် Football History တွေကအမြင့်ဆုံးဂိုးသွင်းခဲ့တဲ့ကစားသမား9ယောက်အကြောင်းကိုပြောပြပေးသွားမှာပါဘောလုံးပွဲတစ်ပွဲမှာဂိုးသွင်းမှုဆိုတာအချိန်ယူရတဲ့အရာတစ်ခုပါတချို့အသင်းတွေဆိုရင်ဂိုးတစ်ဂိုးရဖို့မိနစ်များစွာစ조사ရတတ်ပါတယ်ဒါပေမဲ့ Football History ထဲမှာတော့ပွဲစားပြီးစက္ကန့်အနည်းငယ်အတွင်းဂိုးသွင်းနိုင်ခဲ့တဲ့အံ့အားသင့်စရာ moment တွေလည်းရှိပါတယ်ဒီနေ့ဗီဒီယိုမှာတော့အဲ့ဒီလိုအမြန်ဆုံးဂိုးသွင်းခဲ့တဲ့ကစားသမား9ယောက်ကိုတယောက်ချင်းစီပြောပြပေးသွားမှာပါပထမဆုံးကစားသမားကတော့ Nawaf Al-Abed ဖြစ်ပါတယ်2009ခုနှစ်မှာ Saudi Arabia ရဲ့ Al Hilal အသင်းအတွက်ကစားနေချိန်သူကပွဲစာနီ25စက္ကန့်လောက်အတွင်းဂိုးသွင်းနိုင်ခဲ့ပါတယ် Kick off လုပ်ပြီးတာနဲ့ Center line နားကနေ10 long shot တစ်လုံးကန်လိုက်တာဖြစ်ပြီးဂိုးတီပါကလည်းမမျှော်လင့်ထားတဲ့အတွက်ဘောလုံးကတိုက်ရိုက်ဂိုးထဲကိုဝင်သွားခဲ့ပါတယ်ဒါကြောင့်ဒီဂိုးကို Football History ထဲမှာအမြန်ဆုံးဂိုးတွေထဲကတစ်ခုအထက်လူအများကပြောကြပါတယ်ဒုတိယကစားသမားကတော့ Mark Barrows ဖြစ်ပါတယ်2004ခုနှစ်မှာအင်္ဂလန်ရဲ့ Cows Sports အသင်းအတွက်ကစားနေချိန်သူကနှစ်ပြုတ်5စက္ကန့်လောက်အတွင်းဂိုးသွင်းနိုင်ခဲ့ပါတယ်ပွဲစားပြီးလာနဲ့10 long shot ကန်လိုက်တာဖြစ်ပြီးဂိုးကီပါမပြင်ဆင်နိုင်ခင်ပဲဂိုးဝင်သွားခဲ့ပါတယ်ဒီဂိုးဟာလည်း Football fans တွေအတွက်အရန်အံ့အားသင့်စရာ moment တစ်ခုဖြစ်ခဲ့ပါတယ်တတိယနေရာမှာတော့ Ricardo Oliveira ပါဝင်ပါတယ်။သူက Brazil နိုင်ငံက famous striker တစ်ယောက်ဖြစ်ပါတယ်။ Ricardo Oliveira ကနှစ်ပြုတ်9စက္ကန့်အတွင်းဂိုးသွင်းနိုင်ခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။သူ့ career တစ်လျှောက်မှာလည်း goal scorer ကောင်းတစ်ယောက်အဖြစ်လူသိများပါတယ်။ Brazil national team အတွက်လည်းကစားခဲ့ဖူးပါတယ်။စတုထနေရာမှာတော့ Colin Cowper-Pathwaite ပါဝင်ပါတယ်။သူက1989ခုနှစ်မှာ Barrow အသင်းအတွက်ကစားနေချိန်3စက္ကန့်လောက်အတွင်းဂိုးသွင်းနိုင်ခဲ့ပါတယ်။ Kick off ကနေချက်ချင်း attack လုပ်ပြီးအမြန်ဆုံးဂိုးဖြစ်သွားခဲ့ပါတယ်။ဒီလို moment တွေဟာ football fans တွေအတွက်အမြဲမမိနေတဲ့ moment တွေဖြစ်ပါတယ်။နောက်ဆုံးတစ်ယောက်ကတော့ Shane Long ဖြစ်ပါတယ်။2019ခုနှစ်မှာ Southampton အသင်းနဲ့ Watford ကစားတဲ့ Premier League ပွဲမှာသူက9.69စက္ကန့်အတွင်းဂိုးသွင်းနိုင်ခဲ့ပါတယ်။ဒီဂိုးကတော့ Premier League သမိုင်းထဲမှာအမြန်ဆုံးဂိုးအဖြစ်မှတ်တမ်းဝင်ထားပါတယ်။ဒီလိုပဲ Football History ထဲမှာစက္ကန့်အနည်းငယ်အတွင်းဂိုးသွင်းနိုင်တဲ့အံ့အားသင့်စရာ moment တွေအများကြီးရှိပါတယ်။ဒီလို Football Knowledge ဗီဒီယိုတွေထပ်ကြည့်ချင်ရင် Follow နဲ့ Subscribe လုပ်ထားဖို့မမေ့ပါနဲ့။နောက်ဗီဒီယိုတွေမှာလည်း Football History တွေကစိတ်ဝင်စားစရာ Fact အသက်တွေကိုဆက်လက်ပြောပြပေးသွားမှာပါ။